လန်းစားမှာတော့ဂိုးနဲ့သူ့ရဲ့သမီးလေးဟာတဲကန်နာရထဲမှာနှက်မုတ်ပေးနဲ့ရင်ဆိုင်နေရပါတယ်သူတို့ဟာသူတို့မျိုးနွယ်စုရဲ့နောက်ဆုံးကြံရစ်သူတွေပါဂိုးဟာသူ့ရဲ့တေအန်ဆဲဆဲသမီးလေးအတွက်နတ်ဖျားရောင်းစီမှာရေနဲ့အစာကိုအတနာခံခဲ့ပေမဲ့နတ်ဖျားကနားမညောင်းခဲ့ပါဘူးနောက်ဆုံးမှာတော့သမီးလေးဟာသူ့လက်ထဲမှာတင်အသက်ပြောက်သွားခဲ့ပါတယ်အဲဒီနောက်ဂိုးဟာအိုအေစစ်တစ်ခုကိုရှာတွေ့သွားပြီးသူကိုးကွယ်တဲ့နတ်ဖျားနဲ့လူကိုယ်တိုင်တွေ့ဆုံခွင့်ရခဲ့ပါတယ်။ဒါပေမဲ့နတ်ဖျားကသူ့ရဲ့ယုံကြည်မှုကိုနှောင်ပြောင်ပြီးမင်းတို့လိုအောက်ခြေလူဒန်းစားတွေရဲ့တာဝန်ကနတ်ဖျားတွေအတွက်ဆင်းရဲဒုက္ခခံဖို့ပဲလို့ပြောလိုက်တဲ့အခါမှာတော့ဂိုးရဲ့စိတ်ထဲမှာနတ်ဖျားတွေအပေါ်ထားတဲ့တန်ရောစင်ပြတ်တောက်သွားပါပြီ။သူဟာနတ်ဖျားတပ်သားကိုကင်ဆွဲပြီးနတ်ဖျားအားလုံးတေရမယ်ဆိုတဲ့ကြိမ်ဆိုချက်နဲ့နတ်ဖျားတပ်သမားဖြစ်လာခဲ့ပါတယ်။မှာတော့ကျွန်တော်တို့ရဲ့မိုးကြိုးနဲ့ဖျားတော်ဟာ Guardians of the Galaxy အဖွဲ့နဲ့အတူစကြဝဠာအနှံ့တိုက်ပွဲတွေဆင်နွှဲနေပါတယ်။အောင်ပွဲတွေရနေပေမဲ့သူ့နှလုံးသားတွေကအခြေရေးအနာဟောင်းတွေကတော့မပြောက်သေးပါဘူး။အဲ့ဒီအချိန်မှာပဲနတ်ဖျားတွေအသက်ခံနေရတဲ့သတင်းကိုကြားလိုက်ရပြီးအစကတ်မျိုးတစ်ကိုသူပြန်လာခဲ့ပါတယ်။ထူးဆန်းတာကတော့ရဲ့ချစ်သူဟောင်းဂျိမ်းဖော်စတာဟာကင်ဆာရောဂါခံစားနေရပေမဲ့ကျိုးပဲနေတဲ့တော့ရဲ့တူတော်ကသူမကိုရွေးချယ်လိုက်တဲ့အတွက်သူမဟာမိုက်ဒီတော့အဖြစ်ပြန်လည်ရောက်ရှိလာတာပါဂျိမ်းတော်နဲ့ဘယ်ဂရီတို့ဟာဘိုးခိုးယူသွားတဲ့ကလေးတွေကိုကယ်တင်ဖို့ခရီးစတင်ခဲ့ကြပါတယ်နတ်ဖျားအရှင်သခင်ဇုစီမှာအကူအညီတောင်းခဲ့ပေမဲ့ဇုကညှင်းပယ်ခဲ့လို့ဇုရဲ့မိုးကြိုးလက်နက်ကိုလူယူပြီးထွက်ပြေးခဲ့ရပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့အပိုင်းမှာတော့အရေးလောကထဲမှာဂိုးနဲ့ရင်ဆိုင်ရချိန်မှာပဲဂိုးရဲ့ရည်ရွယ်ချက်က Eternity စီကိုသွားပြီးနတ်ဖျားအားလုံးပြတ်သုံးဖို့ဆုတောင်းဖို့ပါ။နောက်ဆုံးတိုက်ပွဲမှာတော့တော်ဟာဖမ်းဆီးခံထားရတဲ့ကလေးတွေကိုတော့ရဲ့စွမ်းအားတွေခိတ္တမြဝေမျှပေးပြီးအတူတူတိုက်ပွဲဝင်ခဲ့ပါတယ်။ဂျိမ်းဟာလည်းသူမရဲ့နောက်ဆုံးအသက်ရှူတန်းအထိတော့ကိုကူညီရင်းနတ်ဖျားတပ်သားကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။ကိုဟာဆူတောင်းခွင့်ရသွားပေမဲ့တော့ရဲ့မေတ္တာတရားကိုမြင်သွားတဲ့အခါနတ်ဖျားတွေကိုတတ်ဖို့ဆုမတောင်းပဲသူ့ရဲ့သမီးလေးပြန်ရှင်လာဖို့ပဲဆူတောင်းခဲ့ပါတယ်။ဂျိမ်းဟာတော့ရဲ့ရင်ခွင်ထဲမှာတင်အေဂျင့်စွာပွဲလွန်သွားခဲ့ပြီးကိုဟာလည်းသူ့သမီးလေးကိုတော့လက်ထဲအနံ့ရင်အသက်ပြောက်သွားခဲ့ပါတယ်။အခုဆိုရင်တော့ဟာဂိုးရဲ့သမီးလေးကိုကိုပိုင်သမီးရင်းလိုစောင့်ရှောက်ရင်းစကြဝဠာကြီးကိုကာကွယ်နေပါတယ်သူတို့နှစ်ယောက်ကိုတော့မေတ္တာနဲ့မိုးကြိုးလို့လူသိများကြပါတယ်မိတ်ဆွေတို့ရောမကြည့်ရသေးရင်ကြည့်လိုက်ကြဖို့တိုက်တွန်းလိုက်ပေးရစေ။